Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအခုဗီဒီယိုတွေမလုပ်ဖြစ်တာလည်းကြာပြီပေါ့နော်ကြာပြီဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးလုပ်မှာပေါ့နော်ဒီနေ့ဗီဒီယိုမှာကျွန်တော်အခုဒီ E44 game မှာပေါ့နော်point 2000ရောက်ခဲ့ပြီပေါ့နော် division 1 point 2000ရောက်ခဲ့ပြီအဲ့တော့ဒီ point 2000ကိုကျွန်တော်ဘယ်လိုရောက်လာလဲဘယ်လိုကစားကွက်တွေနဲ့စော်လဲဆိုတော့ဒီနေ့မှာပြောပြအောင်မှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့တွေကဒီဘယ် playing style နဲ့ဆောင်းမလဲဆိုတော့ရွေးရမယ်ပေါ့နော်ဒီမှာ template style မှာရွေးရမယ်အထက်မှာကိုအားတန်ရအောင်ဆော်လို့ရတယ်ဆိုပေမဲ့ကျွန်တော်ကဒီ long ball counter ကို recommend ပေးတယ် long ball counter ကိုဘာလို့ recommend ပေးရလဲဆိုတော့ long ball counter ကကိုယ့်ရဲ့ဒီ defensive player တွေကhighlight ကနှိမ့်နေပြအဲ့တော့ဒီအရန်ရှိမတက်ဘူးပြီး defensive အားကောင်းတယ်အထက်မှာဒီ Inter Milan နီးပြInzaghi ကတော်တော်လေးခေါင်းတဲ့တချို့တွေဆိုရင်လည်းဒီ Arteta တို့အခုpack Italy pack at the Italy နီးပြသုံးကြရပါတော့ဒါပေမဲ့ Inzaghi ကတော့တော်တော်လေးကောင်းတယ်ကျွန်တော်မှ Italy နီးပြတော့မရှိဘူးဒါပေမဲ့Arteta ရှိရသုံးကြည့်တယ်ဘယ်သူကပိုကောင်းလဲဆိုတော့ဒီ Inzaghi ကတော့ပို့ပြီးတော့ defensive မှာပိုကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့ပြီးတော့ကျွန်တော်တို့တွေကဒီကစားကွက်ကိုရွှေ့ရမှာပေါ့နော်ဒီကစားကွက်ရွေးနေရမှာကိုကတကယ် run တက်ဖို့ကြိုးစားနေပြီဆိုရင်ဒီလိုဒီငါတော့ငါကြိုက်တဲ့ပုံစံနဲ့ဆော့မယ်အဲ့လိုမျိုးတော့လုပ်လို့မရဘူးသူတို့meta ဝင်နေတဲ့ form တွေရှိရပေါ့နော် meta ဝင်နေတဲ့ playing style တွေရှိတယ်အဲ့ဒါတွေကိုလေ့လာသိဖို့လိုတယ်အဲ့ဒါတွေသိမှာပဲဒီဘယ်ဟာတွေနဲ့ဘယ်လိုဆော့ရမလဲဆိုတော့ပို့ပြီးရွေးချယ်လို့ရအောင်ပေါ့နော်ဘယ်ဟာတွေကတကယ် meta ဝင်ပြီးတော့ဘယ်ဟာတွေကတကယ်ဆော့လို့ကောင်းလဲအဲ့လိုဟာတွေကိုရွေးချယ်ရမယ်ရွေးချယ်ပြီးတော့မှဆော့ရမှာပေါ့နော်ကျွန်တော်အဲ့လိုရွေးနေမှာကျွန်တော်အဲ့လိုတခြားဒီ global player တွေ blue solid ကြည့်ရပေါ့နော်ကြည့်ပြီးတော့မှဒီကစားကွက်ကိုတွေ့တယ်တွေ့တော့ပထမဦးဆုံးတော့ဒီကစားကွက်ကတော့အားလုံးသိတဲ့အတိုင်းပဲဒီအဓိကကတော့ဒီ formation ကိုအခြေခံတယ်4-3-1ပေါ့ဗျာ4-3-1 formation ကိုအခြေခံတယ်အခြေခံပြီးတော့မှကျွန်တော်အဲ့ဒါလေးကိုလုပ်ပြမယ်ဗျာformation ကဒီ4-3-1ကို4-3-1ကိုအခြေခံတယ်အခြေခံတာဟိုမှဒီကျွန်တော်တို့ကဒီ AMF player ကိုရှေ့ကိုနည်းနည်းတိုးလိုက်မှာဗျာပြီးဒီကိုယ့်ရဲ့ defensive ကလူတွေကိုနောက်နည်းနည်းကြီးစီဆုပ်ဒီလိုဆုပ်တယ်ဆိုတာလဲဂိမ်းထဲမှာတော့အများကြီးသိတာအထွေတူပြောင်းလဲသွားတော့မဟုတ်ဘူးဒါပေမဲ့ပို့ပြီးတော့ defensive line ကိုပို့ပြီးတော့ကုရလို့ခံစားရတယ်အဲ့တော့ဒီလို defensive line လေးကိုလုပ်မယ်ပြီးရင်အဓိကရေးကြည့်တာဒီ DMF player ပေါ့နော် DMF player anchorman ကောင်းကောင်းရှိဖို့လိုတယ် anchorman ကောင်းကောင်းရှိဖို့လိုရပါတော့ဘာလို့လဲဆိုတော့ဒီ anchorman ကလုံးဝအသက်ပဲဗျာဒီ game ရဲ့အသက်ပဲအဲ့လိုရှိဖို့လိုတယ်ပြီးရင်2 center midfield နဲ့ဆော့မယ်ပေါ့နော်2 center midfield နဲ့ဆော့မယ်ဒီ center midfield မှာကိုအဆင်ပြေတော့3ရရပေါ့နော်ပြီးရင်တော့ second striker ရယ်ပြီးရင်တော့ center forward 2ယောက်လည်းဆော့မယ်ပေါ့နော်ပိုပြီးကောင်းတာကျွန်တော်မှာဒီ left back မှာမရှိဘူးပေါ့နော် defensive left back မရှိဘူး defensive left back ရှိရင်ပိုပြီးကောင်းတယ်အဲ့ဆိုဒီ attacking full back ပေါ့နော် attacking left back ကရှေ့ကိုရန်လိုက်နေတယ်အဲ့ဒါကျွန်တော်ကိုယ့်ဘက်ကိုပြန်ပြီးတော့ train လုပ်တာပေါ့နော်ဒီ radian တော့100နဲ့တိပဲတက်တယ်ဒါပေမဲ့တော်လေး defensive ကိုလုံနိုင်တယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်ပြမယ်ဗျာတော့ဒီမှာ attacking awareness ကဒီ73 75ပေါ့နော်75ပဲရှိတယ်အဲ့တော့တိတ်ရှိမတက်ဘူးပေါ့ဗျာပြီးကျွန်တော်တို့instruction မှာလည်း defensive ထားမှာဒါပေမဲ့သူရဲ့ speed တွေပုံမှန်ဆိုရင်ဗျာဒီမှာ speed က Roberto Carlos က100နှစ်အလောက်ထိတက်တာဗျာဒါပေမဲ့ကျွန်တော်ကပြန်ပြီးကိုယ့်ဘောက် train တာပေါ့နော်ဒီ90ကျော်ကလုံလောက်တယ်ဗျာအဓိကဒီ defense ဖြစ်ဖို့ပဲအဲ့တော့ကျွန်တော်ဒီမှာ defensive awareness တွေ tackling နဲ့ aggression တွေ defensive engagement တွေအဲ့ဒါတွေကိုပိုပြီးများအောင်လို့ဆိုပြီးကိုယ့်ဘောက်ပြန် train တာတယ်အဲ့တော့အဲ့ဒါကိုဘယ်လို train လဲသိကျင်နေဆိုရင်လည်းကျွန်တော်ဒီမှာပြပေးမှာဗျာကျွန်တော် train တဲ့ပုံစံလေးဒီတိုင်းလေးပေါ့ဗျာကျွန်တော် train ရတယ်train ပြီးတော့ defensive ကိုလုံးဝစိတ်ချရတယ်ပေါ့ဗျာplayer တော်များတော့တချို့ player တွေလည်းကျွန်တော်ကိုယ့်ဘက်ကိုပြန် train တာများတယ်ဗျာကိုယ့်ဘက်ကိုဘယ်လိုပုံစံနဲ့ဆော့ကျင်တာလဲပေါ့နော်ဘယ်လိုပုံစံနဲ့ဆော့ကျင်တာလဲဒီ Declan Rice တို့ပေါ့ဆိုလဲကိုယ့်ဘက်ကိုပြန် train တာရ
အဓိကဗျာ rating ကအရေးမကြီးဘူးဗျာသိတယ်မလားကိုဘယ်လိုပုံစံနဲ့ဆော့ကျင်လဲဆိုတာပဲအရေးကြီးတယ်ပြီးရင်ဒီမှာ 10 band ဆိုလဲကျွန်တော်ကိုယ့်ဘက်ကိုပြန်ထွေးနေတာကိုယ့်ဘက်ကိုပြန်ထွေးနေတာရယ် defensive ပိုကောင်းပြီးရင်ပို့ပြီးတော့ဗျာ physical content တွေပိုကောင်းကိုယ့်ဘက်ပြန်ထွေးနေတာလည်းပြီးရင် Anestar လုံးဝသုံးလို့မရဘူးဗျာသိတယ်မလားအဲ့တော့ကိုယ့်ဘက်ကိုပြန်ထွေးမှရအောင်ဘယ်လိုသုံးလို့မရတော့လို့သုံးတဲ့သူတွေရှိတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ကိုယ့်ဘက်ကိုပြန်ထွေးနေတာလေဘာဖြစ်လို့ဆိုဒီမှာ top speed မရှိဘူးဗျာပြီး physical content မကောင်းဗျာအဲ့တော့ကိုယ့်ဘက်ကိုပြန်ပြီး train တာပေါ့နော် show ဒီမှာကြည့်လို့ရတယ် stamina အကုန်လုံး physical content ဆိုလဲ82တွေရှိတယ် finishing အကုန်လုံးပေါ့နော်အဲ့တော့ကျွန်တော်ဒီ Anestar ဟာလေးလည်းပြပေးမယ် Anestar ဒါပေမဲ့ radio က99ပဲတက်တယ်ဗျာအဲ့တော့သိပြီးတော့ကောင်းတယ်မဟုတ်ဘူးဗျာဒါပေမဲ့ radio ရေးမကြည့်ဘူးဂိမ်းထဲမှာကျန်ဖို့ပဲဒီတိုင်းနေ train ရတယ်ပေါ့နော်အဲ့တော့ Anestar ကိုလည်းဒီတိုင်းနေ train ရတယ်တော်တော်လေး solid ကောင်းတယ် Messi ကတော့ဒီအကုန်လုံးလည်းသိကြပါတယ်အဲ့တော့ကျွန်တော်တခြား player တွေကတော့ trade 2မ train တော့ဘူးเนาะနည်းနည်းပေါ့ဟိုရွှေပဲဒီပြောင်းလာတာအဲ့တော့ကျွန်တော်ဒီကစားကွက်နဲ့စော်တယ်ဒီကစားကွက်ကိုစော်တော့မှအဓိကနောက်ထပ်အရေးကြီးတဲ့တစ်ခုကဟို instruction ပေါ့เนาะဒီ individual instruction အရေးကြီးတယ်ဒီမှာဆိုရင်ကျွန်တော်ကဒီနှစ်ခုသုံးလာတယ်ပေါ့ဗျာတကယ်လို့ဒီမှာသာ defensive ဟို player ဖြစ်နေရင်ဒီတစ်ခုသုံးစရာမလိုဗျာဒီမှာကြောင့်ကျွန်တော်မရှိလို့အဲ့တစ်ခုသာသုံးစရာမလိုရင်ကျွန်တော်ကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီ CMF ထဲကတယောက်ယောက်ကို AMF ပြောင်းလိုက်လို့ရတယ်ကျွန်တော်ပြောရတယ်လို့မျိုး AMF ကိုပြောင်းလိုက်လို့ရတယ် AMF ပြောင်းလိုက်ပြီးတော့ဒီ AMF player ကိုဒီနေရာမှာ attacking ဆိုပြီးတော့လုပ်လိုက်လို့ရတယ်အဲ့ဒါပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်မှာဒီ defensive win back မရှိတာတော်တော်ကြီးအားနေချက်ဖြစ်တာပေါ့နော်ကျွန်တော်နောက်အဲ့လို box တွေလိုက်တော့ကျွန်တော်ကသိမ်းပါလိုက်ပါပေါ့တခြားလိုက်မယ်ပေါ့နော်အခုတီတော့မလာသေးဘူးအဲ့ဒါကိုစောင့်နေတာမာတီနီတို့ဘာလို့လာရင်ကျွန်တော်အဲ့ဒါကိုလိုက်မယ်ဗျာလိုက်ပြီးတော့သိမ်းမယ်အခုတော့ဒီတိုင်းပဲပေါ့နော်ပြီးတော့ဒီကစားကွက်ကတော်တော်လေးဆော့လို့ကောင်းတယ်အဲ့တော့ကျွန်တော်အဲ့လိုဆော့တယ်ပေါ့နော်ဆော့ပြီးတော့ဒီ instruction ဒီမှာဆိုလဲဟို counter target လုပ်လို့ရတယ် counter target ကိုအများသောအားဖြင့်တော့ဒီဟိုပါဘောနော်ဒီ left wing ဒီညာဘက်ချမ်းသူကို sorry right ညာဘက်ချမ်းသူကိုလောက်တာကောင်းတယ်ဒါပေမဲ့ဒီနေရာမှာဆိုရင် E2 ဖြစ်ဖို့များဘူးဗျဘာလို့လဲဆိုတော့ဒီဆိုမင်း way right ကန်လိုက်ပါရှိတော့သူဒီဘက်ချမ်းမှာထားတာကောင်းတယ်ပေါ့နော်အဲ့တော့ဒီလို sorry ပေါ့ဗျာဒီလိုဆိုရင်ပိုကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်မှမရှိတော့ကျွန်တော်တော့ဒီတော့ CMF နဲ့ပဲဆော်တယ်ပြီးဒီ Piera အရေးကြီးတယ် Anchorman တော်တော်ရေးကြီးတယ်ကျွန်တော် Piera ဆိုလဲကိုယ့်အကိုပြန်ပြီး train တာပေါ့နော်ကိုယ့်အကိုပြန် train တာတယ်ဒီမှာဆိုရင် defensive က share တက်တာပေါ့နော်အဲ့တော့အဲ့လိုပြန် train တာတယ် train ပြီးတော့ sorry ပေါ့နော် sorry တော်လေးကောင်းတယ်ပြီးရင်ကျွန်တော်ကနောက်ထပ်အရေးကြီးတာတစ်ခုကဒီမှာဟိုဘယ်လိုမျိုးလဲဆိုတော့အဲ့လို one touch pass တွေကတော်တော်လေးအရေးပါတယ်ဗျ one touch pass တွေပေါ့နော်အဲ့တော့အဲ့လို pass ပါတဲ့ကစားသမားတွေကအားတာတယ်အဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ဒီ scale မှာလေပေါ့နော် additional scale မှာဥပမာထားပါဒီမှာဆိုရင် one touch pass ပါတယ်ဗျအောက်ဆုံးမှာအဲ့တော့အဲ့လိုဟာတွေပါရင်ပို့ပြီးကောင်းတယ်ဗျအဲ့လို one touch pass ကဘာလို့ဆိုတော့အဲ့လို one two ရိုက်ပြီးတော့ပြေးထော်လို့ရတယ်ဗျအဲ့တော့အဲ့လိုဟာတွေကိုလည်းအဓိကဘယ်လိုပြောအောင်လဲလေးပေးနေတယ်ပေါ့ဗျာအဲ့တော့အကုန်လုံးလည်းဒီလိုဟာလေးနဲ့စော့ကြည့်ပေါ့ဗျာစော့ကြည့်လို့ကျွန်တော်ကတော့ပိုကောင်းမှထင်တာပဲဒါတော့ကျွန်တော်အဲ့ဒီ Rodri တွေပါတိတ်မသုံးပြဘူး Rodri ကဘာလို့မသုံးပြလဲဆိုတော့သူက DMF မှာဗျသူ့ရဲ့ playing style ကရှေ့တက်တော့ပါလို့ဗျအခါမှမဟုတ်တာနဲ့ကျွန်တော်မသုံးပြဘူးအဲ့တော့ဒီပြရတာပဲသုံးတယ်ပေါ့ဗျာနောက်တစ်ယောက်အနေနဲ့မှာပါသုံးလဲဆိုတော့ဒီ box to box player သုံးတယ်သူလည်းတော်တော်လေးရှေ့သိမ့်မတက်ဘူးပေါ့ဗျာအဓိကသူတို့ရှေ့မတက်ဘူးပေါ့ဗျာအဲ့တော့ခုံးလုံးလဲလိုက်ပြီးတော့ဆော့ပြီးတော့ gain တွေလဲနိုင်ဖို့မျှော်လင့်ပါတယ်ပြီးတော့တခုခုသိချင်တာရှိရင်လည်းကျွန်တော် comment မှာဖြစ်ရေးခဲ့လို့ရတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မေတ္တာရပ်ခံပါတယ်ကျွန်တော်နောက်လည်းဒီ gameplay တွေလည်းထပ်တင်မှုရှိတယ်လောလောဆယ်တော့အခုကျွန်တော်ဘယ်လိုရောက်ခဲ့လဲဆိုတာလေးကိုပဲ sharing ရှင်းလုပ်တာပေါ့နော်ဘယ်လိုကစားကွက်နဲ့ဆော်တဲ့ instruction နဲ့ဆော်ရဲဆိုတော့အရင်ဆုံး sharing လုပ်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်